မြို့တော်ဝန်ဟာနေတိုင်းနေမဝင်ခင်မှာခေါင်းလောင်းတီးလေးရှိပါတယ်ခေါင်းလောင်းတန်ကြားတာနဲ့စားတောက်ဆိုင်ပိုင်ရှင်ဟာစားသုံးသူတွေရဲ့အစားအသောက်တွေကိုချက်ချင်းသိမ်းဆည်းပြီးသူတို့ကိုအပြင်ထွက်ဖို့အတင်းကျပ်နှင်ထုတ်ပါတော့တယ်ထူးဆန်းတာကဘသူတဦးတယောက်ကမှစိတ်မဆိုးကြတာပါပဲအဲ့ဒီတွေထွက်သွားပြီးနောက်မှာတော့အမျိုးသမီးဟာတကားကိုအတွင်းကနေတေးသေးချာချာခတ်လိုက်ပြီးသူမဘေးမှာရှိတဲ့ကြောက်တုံးနဲ့လေးကိုအตาအရာပုတ်တက်လိုက်ပါတယ်ကလေးတွေတောင်မှဒီစည်းကမ်းကိုလိုက်နာကြပါတယ် Listen to your mom. Okay, Sheriff. Let's go. Good girl. လမ်းပေါ်မှာလူသူကင်းရှင်းသွားတော့မှမြို့တော်ဝန်မတ်ဟာစိတ်အေးလက်အေးနဲ့စခန်းကိုပြန်လာခဲ့ပါတယ်။နေရန်ဘော်ကဆိုင်းဘုတ်မှာတော့သူတို့တွေဘေးကင်းကင်းနဲ့66ရက်တိုင်တိုင်ရှင်သန်နိုင်ခဲ့ကြောင်းပြသနေတာပေါ့။ဒါပေမဲ့ဒီနောက်မှာတော့အဲ့ဒီစံချိန်ကျိုးပြတ်တော့မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။အရက်ဆိုင်ပိုင်ရှင်ဟာမူပြီးအိပ်ပျော်နေတဲ့ဒေးဗစ်ကိုအတင်းနိုးပေမဲ့မရတဲ့အဆုံးဆိုင်တကားတွေကိုပိတ်ပြီးသူ့ကိုဆိုင်ထဲမှာပဲတညတိတ်ခွင့်ပြုလိုက်ပါတယ်။အိမ်မှာတော့ဒေးဗစ်ရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ကစိုးရိမ်တကြီးစောင့်နေကြပါတယ်။ဒေးဗစ်အရင်လိုပဲမူးနေပြန်ပြီဆိုတာသိတဲ့ဇနီးဖြစ်သူဟာစိတ်ပြက်လက်ပြက်နဲ့တကားကိုတင်းတင်းကြပ်ကြပ်ပိတ်လိုက်ပါတော့တယ်။တမျိုးလုံးမှောင်တိကျသွားပြီးတိတ်ဆိတ်မှုကလွှမ်းမိုးသွားခဲ့ပါတယ်။သမီးချစ်သူမေဂန်အိယာဝင်ခါနီးမှာပြတင်းပေါက်ကိုတယောက်ယောက်လာခောက်တဲ့အတန်ကြားလိုက်ရပါတယ်။အပြင်ဘက်မှာတော့သူမရဲ့အဖွားဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတာပေါ့ Grandma, come to the window. But I'm not supposed to. It's okay. I won't tell. It'll be our little secret. Do you promise? I promise. လို့အဖွားဖြစ်သူကဖျားယောင်းတဲ့အခါမေဂန်ဟာပြတင်းပေါက်နားကိုချင်းကပ်ပြီးလိုက်ကာကိုဖွင့်ကြည့်လိုက်ပါတယ်။အပြင်မှာအဖွားဖြစ်သူရက်နေတာကိုတွေ့လိုက်ရပေမဲ့တခုခုတော့ထူးဆန်းနေတယ်လို့ပါပဲ missed you so much. Megan, what are you doing? You don't look like my grandma. She's not your grandma. I'm so lonely. Please, just... Maybe I can come in. နောက်တနေ့မနက်မှာတော့ဒေးဗစ်နိုးလာတဲ့အခါအိမ်ရှိမှာအိမ်နီးနားချင်းတွေစုယုံနေတာကိုတွေ့လိုက်ရပါတယ်မြို့တော်ဝန်မတ်ကသူ့ကိုပါရိုက်လိုက်ပြီးကလေးရှိတဲ့အိမ်တွေကပြတင်းပေါက်တွေကိုပြင်ချက်တွေနဲ့ကာထားရမယ်ကလေးတွေကလှည့်စားခံရလွယ်တယ်လို့အကြိမ်ကြိမ်သတိပေးခဲ့တာကိုဒေးဗစ်ကဂယုမဆိုင်ခဲ့လို့အခုလိုကြေကွဲစရာဖြစ်ဆိုးနဲ့ကြုံခဲ့ရတာပါသူ့ရဲ့ဇနီးနဲ့သမီးတို့ရဲ့ရုပ်လောင်းတွေကိုကြည့်ပြီးဒေးဗစ်ဟာနောင်တရားနဲ့အတူဒူးထောင်ကိုကျွေးနေပေမဲ့အရာအလုံးကနောက်ကျသွားပါပြီ Lock him up. You hear me? Lock him up. မတ်ကသူ့ကိုအယမ်းမုန်းရတဲ့အကြောင်းရင်းကသူ့မိသားစုတေဆုံးသွားလို့တင်မဟုတ်ပဲတခြားလူတွေကိုပါအနေရဖြစ်စေလို့ပါဒီမြို့မှာလူတစ်ယောက်တေဆုံးတိုင်းလူတစ်တွေရောက်လာတတ်ပြီးအဲ့ဒီလူတစ်တွေကဘေးကင်းရေးစည်းကမ်းတွေကိုချိုးဖောက်တတ်ကြလို့ပါပဲအခုလည်းမိသားစုတစုဟာဒီမြို့စီကိုဥတီမောင်းနေလာကြပါတယ် Why is there a tree in the middle of the road? They got knocked down in a storm or something. လမ်းလယ်မှာတစ်ပင်ကြီးတစ်ပင်ကလမ်းပိတ်နေတာကြောင့်သူတို့ဟာတခြားလမ်းကနေလှည့်သွားဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်မှာကြီးကန်းအုပ်ကြီးပေါ်လာပြီးသူတို့ကိုမောင်းထုတ်နေတယ်လို့ပါပဲသူတို့ရဲ့အာဘွီကားလေးဟာရှေ့ကိုဆက်မောင်းလာရင်းနဲ့ဇာဘနာအခမ်းအနားတစ်ခုနဲ့တိတ်တိတ်တိုးပါတော့တယ် Shit.